ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ရတော့ကျွန်တော် Minecraft episode 1ကိုဗျာ episode 1ကိုကျွန်တော်မစကြီးနေတော့ဒါ Minecraft ကိုနည်းနည်းဆိုအဲ့တော့အင်ဒီဘာလေးစောက်ပြီးနေပြီဒါကျွန်တော်အင်ဒီကိုတော့ဒီတော့ရုပ်ကိုလေးမှစောက်လိုက်ဒီမှာဒီကအရှိမတော်ဒါလေးပါခင်းလာတယ်ကျွန်တော် episode 1ပေါ့ဗျာဒါ episode 1ကျွန်တော် episode 1ကိုမစကြီးတော့ပါဗျာကျွန်တော်နည်းနည်းဆော့လာတဲ့အတွက်ဒီလိုပုံစံလေးရနေတာပါ episode 2ကမကြိုက်တယ်ပဲကျွန်တော်ရှိရပြုတ်ကြအောင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကြောက်တုံးလေးတူလာတာ5 step တော့ပြည့်သွားပြီအများကြီးပဲကျွန်တော်5 step ဒါနဲ့ကျွန်တော်ဟိုတုံးလေး cry အောင်ဗျာLet's go baby ဒီတုံးလေးတွေ craft ဖို့တော့ပြန်လာတယ်ကျွန်တော် craft လို့ရတယ်အများကြီးပဲ craft အများကြီးပဲ craft ဗျာအများကြီးပဲ craft အကုန် craft လိုက်မယ်ကျွန်တော် cobblestone ကြီးနဲ့တော့မပေါင်းချင်ဘူးဒါလေးလေးလုပ်လိုက်မယ်အဲဒီတော့ပြီးရင်ဒါကိုဒီခဏပြန်ထည့်မိုးကလည်းရွာလာရမိုးရွာရင်ကောင်းလေးဟန်ရစပိုးနေပါနော်အဲကြောင့်ကျွန်တော်တော့အိမ်ထဲဝင်နေတယ်အိမ်ထဲမှာတော့ဝင်ကျွန်တော်မိုင်းနေတူးနေတာတော့အရှိရောက်နေပြီပြမယ်ကြောက်တုံးနေတော့အလောက်ကြီးရမှန်းကျွန်တော်မသိဘူးအရှိပဲဘေးရောက်ဆိုင်ရကြောက်ပေါက်ပေါ်တူးတာဒီဘက်ကစတူးပဲအုပ်စင်းနေအစင်းတော့ကြော်မှာဟိုဘက်ကခိုးလေးတူးတာပြကြကြဝန်းတူးတယ်ကြကြဝန်းတူးဒီဘက်ကနည်းနည်းဆက်တူးရပါတယ်ဒါနည်းနည်းလေးဆက်တူးရတယ်အဲ့ဒါနဲ့ပဲကျွန်တော်ကြောက်တုံးနေအဲ့လိုအများကြီးရပါကျွန်တော်မသိလိုက်ဘူးဘယ်တော့သူတက်အရှိပဲဒီခုတက်ကိုကျွန်တော်အရှိလို့မှာရခုံရုတ်တက်ချင်ကျွန်တော်ဖိုက်စာနေရဘာမှလည်းမစားသေးဘူးတော့အကောင်လေးတော့ဖို့အတွက်ဒီနားမှာလည်းဘာကောင်လောက်မှမတွေ့ဘူးဆိုတော့ဓာတ်လောက်ထားတာဒါကကျွန်တော်ဇွန်မီတို့စပိုင်ဒါတို့စကလန်တို့ကိုပဲတက်နေရတယ်ကျွန်တော်မထင်မတ်တိုင်းတစ်ခုဖြစ်လာရေပေါ့နော်ကျွန်တော်ရဲ့ episode 1မစခင်တော့ episode 0တော့ကျွန်တော်ဒီလောက်ထိရောက်ခဲ့ episode 0ပြီးတော့ episode 1လာတယ်ကျွန်တော်ဒီ episode 1မှာအဲ့ဒီမှာ creeper တွေနဲ့အများကြီးတွေ့သွားတယ်ပေါ့နော်အဲ့မှာတော်တော်လေးကိုပေါက်ကွဲသွားတယ်ပြတ်သွားတဲ့အချိန်မှာပဲအဲ့မှာနောက်တော့ creeper 10ကောင်ထပ်ရောက်လာတယ်ကျွန်တော်အတီးပြီးရတယ်အဲ့မှာနောက်မှာ creeper ကနောက်အရှိမတစ်ခုပိတ်သွားတယ်နောက်ပိတ်သွားလို့ကျွန်တော်အပုံအမြတ်တက်ရပေါ့နော်ပြီးရင် zoom ကလေးလေးတွေပါလာတယ်ညဘက်မိုးရွာနေဆိုတော်တော်လေးမော့ရစပုံနဲ့အဲမိုးရွာနေတဲ့ချိန်ကြားထဲမှာလဲကျွန်တော်တပင်တော့ခေါ်ရသေးရေပေါ့နော်အကြောင်းမို့ကျွန်တော်တော်ကြာတာကဲ flash နေနေရတာဒါကျွန်တော်ရဲ့ချက်စုံတည်တည်လေးပေါ့ဗျာချက်စုံတည်တည်လေးပဲရှိတယ်ကျွန်တော်ချက်စုံကိုဘာလို့အဲ့လောက်တင်းဆောက်ပြီးရလဲဆိုတော့ဒါလေးပါလို့ကျွန်တော်ထောင်းနေနဲ့ပြန်ချဲ့မယ်ကျွန်တော်အိမ်ကိုနည်းနည်းလောက်ချဲ့အောင်မယ်ကျွန်တော်အိမ်ကအရင်သေးနေရဲ့အကြောင်းကိုကျွန်တော်နည်းနည်းချဲ့အောင်ဟုတ်အိမ်လေးကသေးနေမကောင်းဘူးနော်ကောင်းလို့ကျွန်တော်နည်းနည်းထက်ချဲ့ပါတယ်အဲ့တော့ချဲ့ပြီးတော့ကျွန်တော်အောက်မှာ gravel တွေတွေ့တယ်ကျွန်တော် gravel တွေတွေ့ရမယ် gravel ကိုအများဆုံးဖြတ်လို့ရတာရှာပဲနဲ့ကျွန်တော်ရှာပဲနဲ့အများဆုံးဖြတ်လိုက်တယ်ကျွန်တော် gravel တွေကိုအများကြီးဖြတ်ပါပြီအများကြီးလဲပြီးတော့ကျွန်တော်ဒါလေးကိုနည်းနည်းလိုက်ဖို့လိုက်ပို့ရတော့ကျွန်တော်အပေါ်မှာပေါက်နေတယ်အပေါ်မှာတစ်ထုတစ်ထိကျန်နေရဲ့အဲ့ဒါလေးကိုကျွန်တော်ဖယ်လိုက်တယ်ဖယ်ဖို့ဘူးပေါင်းရရဖက်တော့အခန်းလေးကိုနည်းနည်းလေးတိုးချဲ့လိုက်ပါတယ်ဒါတည်းအနေနဲ့ကျဲပါတယ်ဒါကျွန်တော်ရဲ့ chest room မဟုတ်ဘူးဒါကျွန်တော်ရဲ့အိတ်ခန်းပေါ့နော်အိတ်ခန်းဒါဆိုကျွန်တော်ရဲ့ဖက်ပေါ့နော်ဟောပြောပါတော့9ရက်တော့ပြီးမှတက်တယ်နားမှာတော့ကျွန်တော်နည်းနည်းသေးတယ်ရမ်းသေးတယ်ဘာလို့ဖြတ်ပြီးတော့ရှင်းမှာပြန်ဆောက်ပါဘောနော်အခုချိန်လဲဟို
ပြီးလုပ်ထားတာတော်လေးကိုကျွန်တော်ကလုပ်ရတယ်တော်လေးကိုကြောက်တုံးကြီးကုန်ကြများတယ်ရှစ်ရှေးပြကြလုံးချချရတော့ကြောက်ဒီခင်းတမရမှာကြောက်တုံးသိမရှိတော့ဘူးပေါ်မှာရေးထဲမှာတက်တက်လာခံလေးရဗျာကျွန်တော်လှုပ်ရှုပ်တယ်ဒီနောက်ဆုံးတရုံးဝဲကျင်တယ်တရုံးလို့တော့ကျွန်တော်အားနေပဲပို့လို့တော့အားနေပဲရောကျွန်တော်အပေါ်လေးမှာပေါ်ရီမှလည်းဖိတ်ရအောင်မှာဆိုတော့ဒီမှာဒါလေးရှိတယ်ဒါလေးကနည်းနည်းလှတဲ့အတွက်ဒါလေးနဲ့ပဲပိတ်လိုက်တယ်ဟုတ်ပဲဘယ်ကကြောက်တော့နေကြပြီဖဲ့ရလေးဖဲ့ရအောင်ပဲတော့ဖဲ့ရလေးကိုကျွန်တော်ဖဲ့ရလေးကိုဘာလဲဟိုရှစ်ထွက်လို့မရတော့ညောက်သွားလာလို့မရဘူးအဲဒီတော့တော့ဖဲ့ရမယ်တော့ဖဲ့ပြီးတော့တော့ရှိမှထားတယ်နော်တော့ချက်တော့ဒီဟုတ်တယ်ဒီဖျက်တော့ငယ်လုံးဖျက်လိုက်8နဲ့အဲ့ဒါနည်းနည်းကျဲပါပြီစီပေါက်ကဟုတ်ကနည်းနည်းလေးကျဲပါဆိုရပါပြီတော့စီပါဝိုင်းဆိုဟုတ်ပြီဗျာဒီဘက်ကျွန်တော်ကဒီမှာမီးတိုင်ရမရှိတော့ဘူးမီးတိုင်ကုန်နေပြီအဲ့တော့မီးတိုင်လေးလို့တော့ဒါလုပ်လို့ရပြီဒါကျွန်တော် village chart ကိုထည့်ပေးလို့ရတယ်နော်အဲ့ဒါကြောင့်လီပါတခါကိုလီပါနဲ့ဖွင့်မယ်အဲ့ဒါခေါင်းလုံးမယ်လီဘာနဲ့ဖွင့်မယ်အဲကြောင့်မို့လို့ကျွန်တော်လီဘာတွေအများကြီးလုပ်ခဲ့တယ်တကောလီဘာနဲ့ဖွင့်မယ်ဆိုတော့တသားလုံးနေရောလိုပဲဆိုတော့တသားတော့စာကဘတ်တော့တော့နေရဘူးလို့ငါးလုံးလုံးနေပါတယ်သူ့ပြီးမှတက်ရအောင်သူ့ပြီးမှလည်းမရဘူးသူ့အောက်နော်ဟုတ်ကဲ့ဒါလေးပိတ်သွားရေးကျွန်တော်ထောင်းတယ်လို့ရောဒါလေးပိတ်သွားတော့ဆော့ secret ဘောနော် secret ဆိုတာလာပါဗျာလာတော့ကပါရီလေးကြောက်ပါ යි ဘိုးရင်းနဲ့တော့ပြန်ကြားလိုက်မယ်ဟုတ်လဲဆိုတော့မီးတိုင်နေများများခွဲရမယ်မီးတိုင်နေများများရတော့မှကျွန်တော်တို့ခီးများများဆွဲလို့ရမယ်တော့ inventory လေးပြည့်ရမယ်ဒီပါတော့ဘာမှမထည့်ချင်ဘူးဒီဒီမှာဒီနေရာကြီးကိုတော့ကျွန်တော်ရဲ့အခန်းပေါ့နော်အခန်း
အရင်လေးမှာကျွန်တော်ဘာတွေနဲ့အလားဆင်မလဲဆိုတော့ဒီဖြူအောင်တုံးလေးတွေနဲ့ဒီလေးဆင်ရအောင်လေးဆင်ဒီလိုဒီလိုဆင်ဟုတ်တယ်မဲကြောင့်မိတဲ့နေရာတွေကိုပဲချင်တယ်ပဲဒီနေရာကိုဆင်မယ်ဒီလေးဆင်လိုက်ဟိုမလှမပဆိုရင်လေဒီတော့လှမပမရဘူးလှမရအောင်ဒီတိုင်းလေးဖြတ်ဒီမှာတိုင်းထားလိုက်ပြီတိုင်းဆိုရင်လုံလောက်ပါတယ်နော်ဒီမှာဒီကကျွန်တော်ရိုက်နေရိုက်ကျင်လို့ဒီလိုထုံးဒီလိုထုံးတဲ့အောင်ပါလေထုံးအောင်ပါလေထုံးဒီလိုထုံးနေတော့အဲ့ရထားဟိုပြီးပြီကြော်ဒီနားလေးကိုလည်းအလှဆင်လို့ပြီးပြီဆိုရင်ကြော်ဒီပေါ့ဒါလေးဆင်ရတယ်ပေါ့နော်ပြီးပြီအားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ပဲဒီပါတယ်အားလုံးပဲဒီဗီဒီယိုတော့ bye bye ကျော်ဗီဒီယိုလေးကို like subscribe လုပ်ဖို့မမေ့ပါနဲ့တဒါ bye